ကလာပါဗျမင်းညကကစားခဲ့တဲ့စိတ်ဝင်စားစရာနိုင်ငံတကာခြေစမ်းပွဲ6ပွဲရဲ့ရလဒ်တွေအကုန်လုံးထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဝမ်းသာစရာပြောချင်တာကတော့မနေ့ကကျွန်တော်တို့ကြိုတင်သုံးသပ်ပေးခဲ့တဲ့ပွဲစဉ်တွေရဲ့ခံမှန်းချက်တွေဟာတကယ်ရလဒ်တွေနဲ့အတော်လေးကိုနီးစပ်မှန်ကန်ခဲ့ပြီးနိုင်ရှုံးတည်ခံမှန်းချက်တွေတော်တော်များများကွက်တိဖြစ်ခဲ့တာကိုတွေ့ရပါတယ်ဗျကျွန်တော်ရဲ့သုံးသပ်ချက်ကိုယုံကြည်ပြီးအားပေးခဲ့ကြတဲ့ဘောလုံးဝတနာရှင်အဖွဲ့သားတွေအားလုံးမနေ့ညကအကြိုက်တွေ့ခဲ့ကြမယ်လို့မျှော်လင့်ပါတယ်မနေ့ညကထွက်ပေါ်ခဲ့တဲ့ပွဲစဉ်တွေရဲ့တကယ်ရလဒ်တွေကိုတစ်ချက်လောက်ပြန်ကြည့်ရအောင်ဗျာပထမပွဲကာဂျစ်စတန်နဲ့ပါလက်စတိုင်းကျွန်တော်သုံးသပ်ခဲ့တယ်လို့ပဲအပြန်အလှန်ထိန်းကစားသွားကြပြီးစီစီဆိုတဲ့တရေရလဒ်ကွက်တီထွက်ပေါ်ခဲ့ပါတယ်ဂိုးအောက်သမားတွေအတွက်အဆင်ပြေခဲ့တဲ့ပွဲတစ်ပွဲပါဒုတိယပွဲဘယ်လ်ဂျီယံနဲ့တူနီးရှားအင်အားကြီးဘယ်လ်ဂျီယံကပဲပွဲကိုအပြတ်သက်ဆိုးမိုးပြီး9စီးဆိုတဲ့ဂိုးပြတ်ရလဒ်ကြီးနဲ့နိုင်ပွဲရရှိသွားခဲ့ပါတယ်ကျွန်တော်တို့ဘယ်လ်ဂျီယံနိုင်မယ်လို့ခံမှန်းခဲ့တာမှန်ပေမဲ့တိုက်စစ်ကတော့ထင်ထားတာထက်ကိုပိုပြီးကြောက်ဖို့ကောင်းအောင်ဂိုးတွေမြူးခဲ့တာတွေ့ရပါတယ်ဗျတတိယပွဲအာမေးနီးယားနဲ့ကာဇက်စတန်အိမ်ကွင်းအားသာချက်ရှိတဲ့အာမေးနီးယားအသင်းကပဲပွဲကိုဦးဆောင်ပြီးကျွန်တော်ကြိုတင်ခံမှန်းပေးခဲ့တဲ့အတိုင်းတစ်ဆိုတဲ့ရလဒ်ထွက်ခဲ့ပါတယ်ဗျစတုထပွဲအီသီယိုးပီးယားနဲ့မာလာဝီအာဖရိကခြေစမ်းပွဲတွေရဲ့တဘာဝအတိုင်းခံစစ်အသားပေးကစားခဲ့ကြပြီးစီစီဆိုတဲ့ရလဒ်ထွက်ပေါ်ခဲ့ပါတယ်ပစ္စမပွဲကိုမိုရိုစ်နဲ့ရဝမ်ဒါအင်ရှင်ကိုမိုရိုစ်အသင်းကပွဲကိုထိန်းကစားသွားပြီးကျွန်တော်ခံမှန်းပေးခဲ့တဲ့အတိုင်းစီစီဆိုတဲ့ရလဒ်ထွက်ပေါ်ခဲ့ပါတယ်ဗျနောက်ဆုံးစထမပွဲဆီယာလီယိုနဲ့လိုက်ဘေးရီးယားဒီပွဲကလည်းအပြန်အလှန်အကျိတ်အနယ်ရှိခဲ့ပြီးကျွန်တော်သုံးသပ်ပေးခဲ့တဲ့အတိုင်းပဲတစီးနဲ့ပွဲပြီးဆုံးသွားခဲ့ပါတယ်မနေ့ညက6ပွဲလုံးကိုခြုံငုံကြည့်ရင်ကျွန်တော်တို့သုံးသပ်ပေးခဲ့တဲ့နိုင်ရှုံးတည်ခံမှန်းချက်တွေမှန်ကန်ခဲ့တဲ့အပြင်ကာဂျစ်စတန်ရဲ့ CC အာမေးနီးယားရဲ့ CC ကိုမိုရိုစ်ရဲ့ CC စတဲ့ကိုအောက်ရလက်ကွက်တီမှန်ကန်ခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်ဘောလုံးပွဲဆိုတာအမြဲတမ်းအလှည့်ပြောင်းရှိနိုင်တာမို့အခုလိုအချက်လက်အခြေခံပြီးအပိုင်တွက်လို့ရမယ့်ပွဲစဉ်တွေကိုကျွန်တော်တို့အကောင်းဆုံးဆက်လက်သုံးသပ်ပေးသွားပါဦးမယ်မနေ့ညကပွဲစဉ်တွေမှာကျွန်တော်ရဲ့သုံးသပ်ချက်အတိုင်းခံမှန်းမိလို့အဆင်ပြေခဲ့ကြလားကိုရိုင်းရောဘယ်နှစ်ပွဲမှန်ခဲ့လဲဆိုတာခန့်မှန်းမှာဝင်ရောက်ဆွေးနွေးခဲ့ကြအောင်နော်ဒီလိုအချက်လက်စုံစုံလင်းလင်းနဲ့သုံးသက်ချက်ဗီဒီယိုတွေကိုနေ့တိုင်းကြည့်ကြရင်တော့ကျွန်တော်ရဲ့ channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးပြအားလုံးပဲကံကောင်းကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်